ဘာရေချမင်းစားကြရအောင်တမီးကိုဟင်းလေးနည်းနည်းချက်ပေးပါလားတမီးကမထွက်တယ်လို့ ဒီထမင်းဘိုက်ပြန်စားမယ်နော် ဟုတ်ကဲ့ မုတ်တွေပါလေကြားတယ်မစားရအောင်နော် ဟုတ် ပြီလား ဟုတ် နော်သိမိလားအပွားဆုံးနေမယ်နော် ဟုတ် ထမင်းစားမှရေးတောက်ရမယ်နော် ဟုတ်ဟုတ်တော့ကဲရတယ်ရ မ ပြော တချင်ဟုတ်တယ်ပြောတော့ လက်ကကိုယ်နဲ့တမလားချီဟာရတမီးဒီလက်ရှိနေပူနေပြီ အဲ့လေအဲ့ဒါစားတယ်လေလေသူနော်နော်အဲ့မလဲမနဲ့လာမင်းနော်ငါမင်းသမီးချာနော်ကောင်းလားဘာချက်တာကောင်းလားသူ ကောင်းတယ် ရှင်းမပါမပါလေဘာချက်တာမနော် ကောင်းလိုက်ကြဆိုချက်တယ်ဟင်း ဟုတ်ပါငါကောင်းလား ရကောင်းတယ်နော်က ဘာ ဆက်လိုက်ကြ ဟုတ်ပါလေတောက်လို့ပြတော့ရဆက်ရဒါနဲ့ရတာတော့ကောင်းတယ်တမီးကမစားနိုင်ဘူးဆက်လို့ အဲ့ဒီစင်းရဘော ဟမ် ကဲလာဖွင့်ပေးမယ်မရှိ တမီးကချက်ဥပုံးနဲ့စားချင်တာ အဲ့လေကျွမ်းရဘောဟုတ်ဘူးလား တမီးက gas ပဲဖွင့်ပေးလိုက်တော့ တော့ဟုတ် တမီးကဖွင့်လိုက်ပြီလေ ဘာသာမမကန်တမီးတော့တင်းရင်တည်းပဲရှိသေးတာကြောင့်အဖတိတ်နေတည်လေ ဒီ အားဒါ ဘယ်လဲကန်15လုံးပုံနေတာ ကဲလေးလုံးပဲရှိရပါ ဟုတ်လားဒီပါ15လုံး ငါးခုပါအမပါ10ခု ဘာတိုင်ပဲထားမယ်နော် ပစ္စနာဘယ်နှထားရမလဲမသိတော့မမေတို့က ဟုတ်ပါဘယ်လိုလဲမလဲနော် တမီးတကယ်ချင်းလေးတာပါသူထမင်းသူ့အကြောင်းတစ်ခုတော့ပြောကြတယ်သူလေသူညအိမ်မက်မက်တယ်လေအဲ့ဒါပြောပြသူညအိမ်မက်မက်တယ်လေအိမ်သားထဲမှာထမင်းစားနေတာ တောင်း ဟုတ်တယ်ဟာရတမီးထမင်းထမင်းစားနေတော့ပြောရနော်အဲ့မကောင်း ဖះစုဖို့ဖះရှိနော် ဟုတ် ဘာကြောင့်လဲကြောင့်တော့အဲ့တော့ကြောင့်ကကျွေးရမရှိအဲ့တော့ကြောင့်လည်းတိုင်းတာခေါ်အောင်နည်းနည်းမျိုးပြမိတာပေါ့နော် ဟုတ် အမေရှင်ဟင်းစားစားဒါတော့ကြောက်နော်ကြောက်ချက်ကြောက်ပြီမနော် ဟုတ် ဘာပေါ် ဒီတမီးမျိုးတွားငမလို့ဟာလာစကားပြကြရအောင် ကောင်းဟုတ်လားမင်းဆိုအဲ့တည်းလာလို့ရမနော် ဟုတ် နော် ဟုတ် ဘယ်လိုလဲ အဖ အမတကယ်ဆောင်နေသူမင်းတည်နော် တည်ရဲ့မမေနဲ့တယောက်ဆောင်တာလေ အဲ့နော် ဒါမဲ့အဖမမေရဲ့တူမအဖအမေမမေကတမီအဲ့လိုလုပ်ထားမှာလား ဟုတ်တယ်ကောင်းနေမရမှတ်ထားပါကြော်ကြီးရိုက်ပါနော် ကားနမေက ကြော်ကြီးရဲ့ရိုက်ပါ ကြော်ကြီးရေရိုက်ပါ ကြော်ကြီးရိုက်ပါ ကြော်ကြီးရေရိုက်ပါ ဒီကံကြော်နေလေ ဟုတ် တမီးအမေနဲ့ အဲ့ဒီမှာမမေကမမေယောက်ျားလေးတယောက်ကခေါ်သွားရင်နော် မမေနဲ့မြဆန်ကူ ဆက်နကူဆက်နကူ Oh my god ဘာနမေကြီးလဲကြားမှတခါတော့ကြားဘူး ဆန်ကူဆိုပန်းနေတယ်ဒီနော် ဟုတ်ဒါဆက်နကူဖားနမေရော ဘွားနဲ့မြရမုံဦး စမောဦးဟုတ်ပါဘူး ဆန်ကူ ပါ ဆန်ကူပန်း ဆက်နကူအဲ့ကျွန်တော်မရှိရလေအဲ့ဒါ အဲ့ဘော ဟွန်း မိုးလေ ဝိညာပဲနော်ရင်မွေးထက်တော့မွေးကြည့်ရ မိုးတင်းတယ် ဟမ် ဟိုလည်းတူစနာပန်းနေတယ်ဟိုလည်းစနာတယ်ကြောင်နော် ဒီဟာတာစကားပြောတယ် ဒါတဲ့အဲ့တမွေတို့နော်မြည်လေးရဲ့ item ကိုပြန်လုပ်မယ်နော်နော် သမီးရဲ့အဖိုင်ကြည့်ရမယ်လေ တ
အေးပေါ်ကြည့်ပြီးတော့အဲ့လိုအိုက်တင်ပြန်လောက်မှလေးတို့ဟုတ်တယ်လား ဟုတ် ပြန်လောက်မှလေးနော်ပါလေလို့ပါ ဗီဒီယိုလေးများနေတယ် ပါလေ လေးပိုင်းဖြတ်ချပြီးတော့ အဲ့လိုဖြစ်တာသူ့ပဲလေ ကင်မရာနဲ့မမြင်ပါဘူးကင်မရာနဲ့မမြင်ဘူးကြာမြင်ပါဘူးဟုတ်တယ်ဖားရည်မြင်နေ ရပြီးတော့မြင်တယ်သူတို့ကြောင့်မြင်တယ် ဟုတ်ကဲ့ယေဖဖဘဲဦးပြောက်ပေးရမယ်ဘဲဦးပြောက်နဲ့စားမယ်ဖဖတို့တော့ကြည့်လိုက်ဦးပါပဲ အဝဲရပဲကြည့်နော် ဖဖဘဲဦးပြုံးရလား ချက်ဥပေါ် အော်ကြက်ဦးပြောတာသမီးထိုင်အောင်ဆောင်းနေမယ်နော် ဝါဘူးဝါဘူးနာဝါဘူးဝါဘူးနာ ဒီမှာကျက်ဘူးနှစ်ခေါင်းတော့ဘူး ကျိုးထောင်တယ်ပုံကျိုးထောင်ရတယ်ခုံလေးရှိတယ်ခုံလေးနဲ့ထောင်တယ်အဲ့လိုကျိုးထောင်မြင်သွားတယ်အဲ့လိုချော်လဲလဲဒီလိုနော် ။ညသမီးအဖသမီးကိုပြီးရင်လေတစ်တော့ဆော့ကြမယ်။မကောင်းဘူးလား အော် sorry ပါကြက်မစင်ဘူးနော် ။ဟမ် စာကြက်မစင်ဘူးနော် ။အော်ဟဲ့တစ်တော့ဆော့ပြီးတော့စာကြည့်မယ်လေ อืม ။အဲ့တော့စာပူရတာပေါ့ ဟိုကရထားလား ။ဟမ် ချိန်ရိုက်ထားလားကားရိုက်ထားလား အချင်းမဟုတ်ဘူး။အချင်းကဟာချက်ပါလား ဟမ် ။ဟမ်။သမီးအဲ့ဒီကကြည့်နော်။ကြည့်နော်အဲ့လိုပဲရတယ်။ 快乖！ ဖေးမလိုက်တာမစားဘူးမိလေးမစားတော့ဖာစားကိုနော်မိလေးမစားဆိုတော့အဖွားစားတာပုတ်ကွေ 咱们要玩的人啊！ ဟဲ့လားအော် 咱们要爱黑色路。 ဟုတ်တယ်တမီး 哎，有把人记上 ဟု 吧 တ်？တယ်ဟိုနေ့ကလည်းရိုးစုံလို့တော်သေးတော့မဟုတ်ဘူး 咱们就走来，每个别人拉你都标不过， ဟဲ့လားအော် 或者拉人都标不离花。 ဟုတ်တယ်လှတယ်ဟိုလေးလေးကျချင်မှတော့မျက်နှာသေးရပြီအဖွားစိတ်တော့မကောင်းဒီဘွားမကတိပေးမှာပေါ့ 咱们拿过来，咱们拿过来，拿来想上来的。 ဟုတ်လားအော်ဗမာစကားပြောတာပါကွယ် 嘿嘿，有皮有皮。怕。 ဟေး 咱们要啥比比说啊？ အိမ်သားလေးတော့လေ 啊好。 နောက်တစ်မျိုးလေးပက်ကြတော့လေလူကတော့